ဟုတ်ပေါ့သွားဆိုင်တကောင်ခွဲပဲကုန်မယ်ကိုဟုတ်ပေါ့မစား3000လောက်ကုန်လာခဲ့ဒါအမဲဥတို့ဦးပဲတိတဲ့ချိတ်လိုက်မိုးရင်းနဲ့မဲဥတို့စားချင်တာဝယ်လာတာလေဒီမှာအရင်မတွေ့ဘူးဒါအခုမှတွေ့ရစားကြည့်တော့မယ်ဒီလိုမျိုးလေနော်ကျောင်းလာမှဒီလိုဟာတွေကတွေ့ရဝင်နေခက်တယ်လေတော့ပဲဆိုတော့လေဒီမှာဒီဟာလေးဝယ်လာတယ်ဒီကောင်လေးပေါ့နော်ဒါလေးဒီမှာအာလူကျော်တော့အရင်တက်တယ်ဒီမှာနှစ်ထုပ်ဝယ်လာတယ်ဒါတော့ဒီတိုင်းပဲလမ်းကြုံဝယ်လာပါလဲကောက်ဆွဲလာမသိဘူးဒါကဈေးတော်ကြီးနေပြီဆိုခွက်ကဈေးတော်ကြီးနေဒါလေးကုန်ဝယ်အောင်လေ3000ပြည့်ဖို့1000 2000ဒါပဲလို့ရတယ်ဆိုတော့ဈေးတက်နေရဒါကစားလုံးလေးအမေစကားနေကြချားလုံးစားကြည့်ချင်လို့ဝယ်လာအထဲမှာရစားပါတယ်လို့ပြောတယ်ဘယ်လိုရတာလဲမသိပြီးတော့မှချက်စားကြည့်အမဲဥတို့လိုစားကြတာပေါ့နော်မိုးအေးအေးမှာအခုတော့စားရတယ်ကွယ်စားလိုက်အောင်မရှိတဲ့